နေတာရှိတာကိုထိုင်းလို့ယူဆိုတာနေတယ်သို့မဟုတ်ရှိတယ်ယူထီးနိုင်ဆိုရင်ဘယ်မှာနေလဲဥပမာဝနယူမိုင်အဲ့လိုမျိုးမေးရင်ဝနရှိလားအဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်ခင်ဗျာယူထီးနိုင်ဘယ်မှာနေလဲနေထိုင်တာကိုအားဆိုင်ယူနေထိုင်တယ်အခန်းကိုဟောင်းဆိုတာအခန်းကိုပြောတာဖြစ်ပါတယ်ခင်ဗျာအိမ်ကိုบ้านအိမ်အငှားခန်းကိုဟောင်းချောက်ဆိုတာအခန်းချောက်ဆိုတာငှားတယ်ဟောင်းချောက်အငှားခန်းငှားဖို့ထားတဲ့အခန်းကိုပြောတာဖြစ်ပါတယ်ခင်ဗျာအခန်းငှားတာကိုချောက်ဟောင်းဆိုတာငှားတယ်ဟောင်းဆိုတာအခန်းချောက်ဟောင်းဆိုရင်အခန်းငှားတယ်တကယ်လို့ငှားတဲ့အခန်းကိုကြတော့ဟောင်းချောက်အငှားခန်းအခန်းပိုင်ရှင်ကိုကြောက်ခေါင်ဟောင်းဆိုတာပိုင်ရှင်ကိုပြောတာဖြစ်ပါတယ်ခင်ဗျာကြောက်ခေါင်ဟောင်းအခန်းပိုင်ရှင်အိမ်ပိုင်ရှင်ကိုကြောက်ခေါင်บ้านဆိုတာအိမ်ကိုပြောတာဖြစ်ပါတယ်ခင်ဗျာကြောက်ခေါင်ဆိုတာပိုင်ရှင်ကြောက်ခေါင်บ้านဆိုတော့အိမ်ပိုင်ရှင်ကိုပြောတာဖြစ်ပါတယ်ခင်ဗျာလိပ်စာကိုထီယူလိပ်စာအိတ်ခမ်းကိုဟောင်းနွန်ဆိုတာအခန်းကိုပြောတာဖြစ်ပါတယ်ခင်ဗျာနွန်ဆိုတာအိတ်တယ်ဟောင်းနွန်အိတ်ခမ်းတကားကိုประตูတကယ်လို့အဆင်ပြေအောင်ပြောမယ်ဆိုရင်ဗရဒံဖြုတ်ပြီးတော့ပတူအဲ့လိုမျိုးပြောလို့လည်းရပါတယ်ခင်ဗျာအိမ်သာကိုထိုင်းလို့ဟောင်းน้ำမှာပါဇက်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဟောင်းน้ำအိမ်သာမိဖို့ကြောင့်ကိုဟောင်းครัวครัวမှာရတန်ဖြုတ်ပြီးတော့ခူဝါလို့ဆိုလို့လည်းရပါတယ်ခင်ဗျာဟောင်းခူဝါမိဖို့ကြောင့်ငှားရမ်းခါကိုခါချောက်ခဆိုတာအဖိုးခကိုပြောတာဖြစ်ပါတယ်ခင်ဗျာချောက်ဆိုတာငှားတယ်ခါချောက်ငှားရမ်းခအခန်းငှားခကိုထိုင်းလို့ပြောချင်ရင်ခချောက်ဟောင်းခဆိုတာအဖိုးအခချောက်ဟောင်းဆိုတာအခန်းငှားတယ်ခချောက်ဟောင်းဆိုတော့အခန်းကအာမခံကြီးကိုခပရကန်ဒီနေရာမှာလဲရတန်ဖြုတ်ပြီးတော့ပကန်ခပကန်အဲ့လိုမျိုးပြောလို့လည်းရပါတယ်ခင်ဗျာခပကန်အာမခံကြီးစဘောငွေကိုခမတ်ကြံကြံမှာပါဇက်ပေးရမှာဖြစ်ပါတယ်ခင်ဗျာခမတ်ကြံစဘောငွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ